color ချက်တိုင်းသွားတာမဟုတ်ဘဲနဲ့ဧည့်သည်တယောက်ချင်းစီကိုအထူးပြုပြီးတော့မှ skin tone personality lifestyle တွေကိုကြည့်ပြီးတော့မှသူလိုချင်တဲ့အရာ formula ကို customize အထူးလုပ်ပြီးတော့မှလိုချင်တဲ့အရာရအောင်ဆိုတာပါ Pro ဆိုတာ service ကြီးပဲပေးတာမဟုတ်ပါဘူး customer ရဲ့ trust ယုံကြည်မှုကိုတည်ဆောက်တာပါဒီတော့ pro တယောက်နဲ့ဆေးဆိုးတယ်ဆိုရင်အဲ့ဒီသပင်ကဘယ်တော့မှမပြတ်စီဘူးဘယ်နဲ့ချိန်ဆိုးဆိုးမပြတ်စီဘူးဘာဖြစ်လို့လဲဆိုရင် pro က pre treatment လုပ်တာ ဘောင်းသုံးတာ after care product recommend ပေးတာတွေကိုအကုန်လုံးလုပ်ပေးပါတယ်အဲ့တော့ pro ဆိုတာ service ကြီးပဲပေးတာမဟုတ်ပါဘူးအဲ့တဲ့ရဲ့ trust ယုံကြည်မှုကိုတည်ဆောက်တာပါယူရိုရဲ့ဆိုင်ကိုဧည့်သည်တယောက်ကဆေးလာဆိုတယ်အဲ့ဒီအချိန်မှာသူစိုးကျင်တဲ့အရာကမရှိဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဒီအတွက် color wheel ကိုနားလည်မယ် complementary color တွေကိုတုံးပြတတ်တယ်ဆိုရင်အဲ့ပြဿနာအဆင်ပြေတယ်ဘယ်လိုမျိုးလဲဆိုရင်တုံးတူတဲ့အရာတွေနဲ့ amazing လုပ်ပြီးဆိုတာမျိုးဒါမှမဟုတ်ရင်အရာသက်တွေနဲ့ result ကောင်းကောင်းရအောင်ဆိုးလိုက်တာမျိုးပါဒီတော့ color wheel ကိုနားလည်ပြီးတော့မှဒီလို complementary color အရာသက်တွေနဲ့ကစားတတ်တယ်ဆိုရင်တင့်ဆိုင်မှာအရာမရှိတော့ဘူး color တော့မရှိဘူးဆိုတဲ့ပြဿနာမရှိတော့ပါဘူးအဲ့တော့ယူရိုလည်း color amazing လုပ်တဲ့အတွေ့အကြုံရှိတယ်ဆိုရင် comment မှာ sharing လုပ်ပေးခဲ့ပါနော်